Good morning, good morning. အခုအီရန်နဲ့အမေရိကန်နဲ့ဖြစ်နေတဲ့စစ်ပွဲကနိုင်ငံရေးမဟုတ်ဘူးချစ်တော်ညီကောင်တို့မှာဒီဥစ္စာကဝိညာဉ်ရေးဖြစ်တယ်ဝိညာဉ်စစ်ပွဲဖြစ်တယ်လွန်ခဲ့တဲ့နှစ်ပေါင်း4000ကလေးကဒီဥစ္စာကဖြစ်နေတဲ့စစ်ပွဲဖြစ်တယ်နော်ဆိုတော့ဝိညာဉ်လောကရှိတယ်ဆိုတော့မယုံဘူးဆိုလို့ရှိရင်ချစ်တော်ညီကောင်တို့မှာတေးကတပန်းရှုံးတယ်ဘာမှလို့ပြောရင်တပန်းရှုံးတယ်ငယ်တော့ကျွန်တော်တို့တင်ခဲ့ရတဲ့အတိုင်းဆိုတရားမျက်လုံးတစ်လုံးမှပွင့်နေနောက်တစ်လုံးမပွင့်ဘူးเนาะဆိုတော့ဒီပြဿနာကဝိညာဉ်လောကကနေပြီးတော့ဖြစ်နေတဲ့ဥစ္စာတွေဖြစ်တယ်ဒါတမန်ကျမ်းစာမှာအတိအကျပြောထားတယ်เนาะတမန်ကျမ်းစာမှာအတိအကျပြောထားတာထားလိုက်တော့အခုလောလောဆယ်ဖြစ်နေတယ်เนาะဒါကြောင့်မလို့ချစ်တော်ညီကောင်တို့မှာခရစ်တော်ဒုတိယကျင့်ပြန်လဲကြွလာမယ်ဆိုတဲ့ဥစ္စာဒဏ္ဍာကြီးစကားမဟုတ်ဘူးဘာသာရေးဆွဲတဲ့စကားမဟုတ်ဘူးဒီဥစ္စာအမှန်တရားပဲဖြစ်တယ်နော်ရောက်စီတိုင်းဘုရားကောင်းကြီးပေးပါစေအာမင်